အားလုံးပဲမင်္ဂလာပါဗျမေလ15ရက်နေ့မှာရရှိထားတဲ့သတင်းတွေကတချို့ကိုတင်ဆက်ပေးတော့ပါမယ်တောင်ကြီးမြို့ရွှေတောင်ရပ်ကွက်မှာမေလ12ရက်ကအသက်4နှစ်အရွယ်ကလေးငယ်တဦးကိုမိသွေးဖြစ်သူကတပ်ဖြတ်ပြီးအလောင်းဖျောက်ဖျက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ရွှေတောင်ရပ်ကွက်နေမီတစ်ကြောက်ရည်အိုးလမ်းမှာအိမ်ငါးနေထိုင်တဲ့ကျော်စိုးဦးရဲ့ဇနီးတန်နာဝေကမေလ12ရက်နေ့လယ်ပိုင်းမှာခင်မုန်းဖြစ်သူအလုတ်သွားနေတဲ့အချိန်ခင်မုန်းရဲ့ရခင်စနီးတယ်နဲ့ရရှိခဲ့တဲ့အသက်4နှစ်အရွယ်ကလေးငယ်ကိုရှိုင်းနေရင်လက်လွန်သွားခဲ့တယ်လို့ဆိုပါတယ်ကလေးကိုထမင်းကျွေးပြီးအိပ်ဖို့အတွက်ချောသိရမှာကလေးကအိပ်ဆက်ခြင်းမပြုဘဲအော်ဟစ်ငိုယိုနေတဲ့အတွက်ဝက်ချမ်းများနဲ့3ချက်ရိုက်ခဲ့ပြီးလေပင်ကိုလက်နဲ့ညှစ်ခဲ့ရမှာတော့ကလေးငယ်တိတ်ဆုံးသွားခဲ့တာဖြစ်ပါတယ်ကလေးဖြစ်သူတိတ်ဆုံးသွားတာကိုခင်မုန်းတယ်မသိရှိစေဖို့အတွက်ကလေးငယ်ရဲ့ရုပ်လောင်းကိုအဖြူရောင်ဆာလာအိတ်အတွင်းမှာထည့်ပြီးနေအိမ်ခန်းအတွင်းကအဝတ်စားတွေထည့်တဲ့ညိုရောင်ပလတ်စတစ်ကော်ပုံးထဲမှာထည့်ကစွန့်ပစ်အလောင်းဖျောက်ပစ်ဖို့ကြံစည်ထားခဲ့တာပါကလေးငယ်တိတ်ဆုံးမှုနဲ့ပတ်သက်ပြီးကလေးငယ်ရဲ့မွေးစားမိခင်ဖြစ်သူအိမ်ရှင်မျိုးသမီးကကလေးငယ်ကိုတပ်ဖြတ်ခဲ့တဲ့တန်နာဝေကိုဥပဒေအရအရေးယူပေးဖို့တောင်ကြီးမြို့မှာရဲစခန်းမှာအမှုဖွင့်ခဲ့ပြီးရာဇသက်ကြီးပုံမှ302မြေဆောင်201နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်မေလ15ရက်ရဲ့73စီဈေးနှုန်းထုတ်ပြန်ချက်တွေမှာတော့တက်စီ92ဈေးပြန်တက်နေပြီးဒီဇယ်ဈေးနှုန်းတွေကတော့ဆက်လက်ကျဆင်းနေပါတယ်တောင်ကြီးမြို့ရဲ့73စီရည်ညွှန်းဈေးတွေမှာတော့အောက်တိန်း92တလီတာကို4680ကနေ4940ကျပ်အထိမြင့်တက်လာခဲ့ပြီး95တလီတာကို4830ကျပ်ကနေ4825ကျပ်ဒီဇယ်ရိုးရိုးတလီတာကို9220ကနေ4990ကျပ်ပရီမီယံဒီဇယ်တလီတာကို6250ကနေ9995ကျပ်အထိဆက်လက်ကျဆင်းလာတာကိုတွေ့ရပါတယ်ဒေသခံတွေကတော့မှောင်ခိုဈေးကွက်ရှိနေသေးတာကြောင့်စီဈေးကျနေတယ်လို့သတ်မှတ်လို့မရဘူးလို့ပြောနေကြပါတယ်လက်ရှိမှာတော့73စီအယောင်းဆိုင်တချို့မှာရည်ညွှန်းဈေးထက်မြင့်တင်ရောင်းချမှုတွေရှိနေပြီးအမှန်အကန်အယောင်းဝယ်ပြုလုပ်နေတဲ့အယောင်းဆိုင်တွေအပေါ်ထိခိုက်မှုတွေလည်းရှိနေတာပါ73စီပြင်ပမှောင်ခိုဈေးကွက်မှာတော့73စီအယောင်းဆိုင်နဲ့နေရာဒေသပေါ်မူတည်ပြီးတက်စီတလီတာကို1000ကျပ်ကနေ9000ကျပ်အထိပေးဝယ်နေရဆဲဖြစ်ပါတယ်တောင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့မြို့တော်စီပင်လက်အောက်ကပန်းခြံတွေကိုအစင်းမြင့်တင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ဖို့စီပင်သားယာရေးဌာနကစီစဉ်နေပါတယ်ပန်းခြံတွေအစင်းမြင့်တင်ဖို့အတွက်ကုမ္ပဏီတွေကိုလောက်ကန်ခွင့်ပေးထားပြီးလာမယ့်ရက်တရာအတွင်းမှာအပြီးသတ်တော်မှာဖြစ်တယ်လို့စီပင်အမှုဆောင်တယောက်ကဆိုပါတယ်တောင်ကြီးစီပင်ကိုယ်ကဲမှုအောက်မှာရှိတဲ့နကန်တာပန်းခြံကိုဝင်းထက်မြန်မာကုမ္ပဏီကိုနှစ်ရှည်လောက်ကန်ခွင့်ပေးထားပြီးခနိုင်ကန်ပန်းခြံကို Eco Care ကုမ္ပဏီထီသိမ် view point ကိုလည်းကျိုင်းတုံမြို့မှာရှိတဲ့ကျိုင်းတုံရေတံခွန်အဖမ်းဖြစ်စခန်းကိုတာဝန်ယူဆောင်ရွက်နေတဲ့ကုမ္ပဏီတွေကိုလောက်ကန်ခွင့်ပေးထားတာပါပြီးခဲ့တဲ့2025ခုနှစ်ကုန်ပိုင်းမှာတောင်ကြီးမြို့ဗိုလ်ချုပ်ပန်းခြံထဲမှာ3တက်လူနေဆိုင်ငန်းတွေဆောက်လုပ်ဖို့တင်ပြခဲ့ပူပြီးဒေသခံတွေရဲ့ကန့်ကွက်မှုတွေရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ခွင့်မပြုမှုတွေအောက်မှာလုပ်ငန်းရပ်ဆိုင်းသွားခဲ့တာပါဗိုလ်ချုပ်အောင်ဆန်းပန်းခြံဟာတောင်ကြီးမြို့ပေါ်မှာရှိတဲ့တခုတည်းကျန်ခဲ့တဲ့အများပြည်သူအနားယူအပန်းဖြေရပန်းခြံတစ်ခုဖြစ်နေပြီးကြံပန်းခြံတွေကတော့ကုမ္ပဏီတွေကိုလောက်ကန်ခွင့်ပြုထားတဲ့ပန်းခြံတွေပဲဖြစ်ပါတယ်